ဒီเจ้าလေးကိုကြည့်ကြည့်လိုက်ပါဦးဒီလက်ဝှေ့သမားလေးမျက်နှာကိုတရဆက်အထိုးခံနေရတဲ့အချိန်မှာသူ့အဖေကတခုခုတော့မှားနေပြီဆိုတာကိုစပြီးတတိထားမိသွားတယ်ဗျသူ့သားရဲ့မျက်နှာပေါ်ကတန်ရာတွေကတကယ်ကိုပြင်းထန်လွန်းနေပြီပုံမှန်ထက်အများကြီးပိုဆိုးနေတာကိုတွေ့လိုက်ရလို့ပါပဲပွဲလဲပြီးသွားရောအဖေဖြစ်သူကချက်ချင်းပဲအပြေးအလွှာသွားပြီးတော့အနံရတဲ့သူရဲ့လက်ဝှေ့အိတ်ကိုကင်ကြည့်လိုက်ပါတော့တယ်တကယ်တမ်းကြည့်လိုက်တော့လက်ဝှေ့အိတ်ကပုံမှန်မဟုတ်ပဲတအားကိုပါလွှားနေပြီးအထင်းမှာအရှင်တက်ပေးမယ်ရီမြုပ်တွေမရှိတော့တယ်လို့ဖြစ်နေတာပါဒါနဲ့သူကအဲ့ဒီလက်ဝှေ့အိတ်ကိုအမိအရာဖမ်းဆုပ်ထားပြီးဒိုင်လူကြီးကိုလာစစ်စီဖို့အော်ခေါ်လိုက်ပါတော့တယ်ဒိုင်လူကြီးကလာစစ်လိုက်တဲ့အခါမှာတော့လက်ဝှေ့အိတ်နှစ်ဖက်လုံးမှာဖောက်ထားတဲ့အပေါက်လေးတွေကနေတစ်ဆင့်အထင်းကရီမြုပ်တွေကိုခိုးထုတ်ထားတာကိုတကယ်ပဲတွေ့လိုက်ရပါတယ်ဒါပေမဲ့ကန်ဆိုးတာကသူ့သားရဲ့မျက်လုံးတွေကအမြဲတမ်းအတွက်ပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးသွားခဲ့ပြီဖြစ်တာကြောင့်လက်ဝှေ့လောကတွေကိုဘယ်တော့မှပြန်မလာနိုင်တော့ပါဘူးနောက်ဆုံးမှာတော့အနံရခဲ့တဲ့လက်ဝှေ့သမားနဲ့သူ့ရဲ့နီးပြဖြစ်သူတို့ဟာထောင်ဒဏ်အပြစ်ပေးခြင်းကိုခံလိုက်ရပါတယ်သူတို့ကနောက်ပိုင်းမှာဝန်ခံခဲ့တာကတော့ရီမြုပ်တွေကိုထုတ်ပြရုံနဲ့မကပဲပြိုင်ဘက်ကိုအပြင်းအထန်ထန်ရစီဖို့အတွက်ပလတ်စတာတွေကိုပါအထင်းမှာထည့်ထားခဲ့တာပါတယ်ဗျာတကယ်ကိုရက်ဆက်လွန်လာပါတယ်